ဟုတ်တယ်လို့ပေါ့နော်ဒီဟိုတခုအားမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဟဲ့ဆိုမထင်ပါဘူး तू ကလည်းအရန်ဒုက္ခရောက်တော့လုံးမိလုံးရအလုပ်ကိုလုံးလိုက်တာဒါပေမဲ့ကလေးလေးအဖို့ရပါပိုသနာဖို့ကောင်းပါတယ်အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာတားမိလို့ထင်ကြတယ်ဒါပေမဲ့တားမိမဟုတ်ဘူးဟဲ့လားနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲနှစ်ယောက်စလုံးမနေနှစ်ယောက်သူလည်းနှစ်ယောက်စလုံးနှစ်ယောက်စလုံးလှူတင်တယ်လို့ထင်တာလူမဲ့ဆိုဒါဒီနှစ်ယောက်စလုံးမှရှင်းကြပါဦးသင်္ခါနေရတယ်သင်္ခါနေရတယ်အေးပါနော်အဲ့လိုလက်စားတွေဟုတ်လားလုံးမလို့လောက်တာရှိလို့လားတော့ဒုက္ခရလို့လားသူလည်းမရလုံးမရဒါပေါ့နော်ဒါဆိုလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ထင်ဒီကောင်မလေးအမေရဲ့စောက်ခမဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါဟောဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့နိုင်ခွက်လောက်တွက်နော်ဒီထဲမှာကျွန်တော်ကရှင်းပြနိုင်ခွက်လောက်ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလုံးရအောင်လုံးလိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာအုံးထဆိုတာကျမတို့မကြဘူးအခုတစ်ခါပထမဦးသုံးမှာဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်လောကတောရွာလေးလောကတောရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြိလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးရဲ့အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့သူတို့မရှိဘူးဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနားပတ်ဝန်းကျင်ဒါမိသားစုတွေပေါ့နော်အဓိကသိချင်တာကပေါ့နော်ဟိုဒီမှာအခြေအနေဘယ်လိုရှိလဲဒီအဖွားရဲ့အခြေအနေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအခြေအနေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့အလှူရှင်ရောပြည်ပမှာရှိတဲ့အလှူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လှူလူပါအပြင်ကနေပြီးတော့ဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်လောက်ဒါမေးကြည့်မှာဖြစ်ပါတယ်နော်ဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲကြာပြီသူတို့ကဒီရွာထဲမှာပဲမွေပြီးရွာထဲမှာပဲရွာနေပြေးတိုင်းနေတာဩဆက်မြုပ်ပါသူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးတချို့ကြတော့လဲငှားလိုက်တာလားတချို့ကြတော့လဲတော်တယ်အဲ့ဒါလေးရောသိလို့ငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမီးလေးတယောက်ကိုအမြဲတမ်းစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်စားဆိုရင်မသိပါဘူးအခုမှ line ပေါ်မှာတက်လာမှကျမတို့လည်းသိရပါကလေးလေးကိုအမြဲထိမ့်ပေးနေတာပါကလေးလေးကိုတော့ तू အမြဲတမ်းထိမ့်ပေးနေတာပါကြာပြီပေါ့ဒါကလေးလေးကိုဟုတ်ကဲ့ပါထိမ့်ပေးတာတိတ်ကြပါအောင်ထိမ့်ပေးနေတာပါဒီကလေးကို तू ပဲထိမ့်ပေးနေတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ထင်ဒီကောင်မလေးအမေရဲ့စောက်ခမဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့နိုင်ခွက်လောက်တွက်နော်ဒီထဲမှာကျွန်တော်လည်းရှင်းပြနိုင်ခွက်လောက်ကြာအဲ့ပြဿနာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်တို့ဒီပရိသတ်သမားတွေကဒီဟိုအလှူရှင်တွေနဲ့ဒီပေါ့နော်တည်တိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဗာလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာတားမိလို့ထင်ကြတယ်ဒါပေမဲ့တားမိမဟုတ်ဘူးတချို့ကြတော့လဲပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တကလေးလေးကို तू ကချစ်တဲ့ခင်တဲ့အတွက်အမြဲတမ်းလာခေါ်ယူပြီးတော့ငကိုတွေကမှဒီလိုပြဿနာတွေမဖြစ်ခင်တည်းကမှဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းချောင်းတာရှိတယ်ပေါ့နော်အဲ့တော့ဒီအဖွားကတော့ဒီနားမှာတနေရာမှာနေတာဟုတ်တယ်နော်အဖွားတက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်ခါမှဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲ့ဒါဒီကလေးလေးရဲ့မိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူတို့ရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲကိုကျင့်တရားပိုင်းရောသူတို့အလုပ်လုပ်တယ်တောတိုးတယ်အခုဟိုနဲ့မဲဇလီဘူးချိန်ဆိုမဲဇလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေ9ရောက်နေ9ရောက်နေအဲ့ဒါလေးပဲတို့ချို့ကြတော့လေခင်းခုတ်တယ်ဒါပဲချို့ကြတော့အခုပြောနေကြတာပေါ့နော်အလှရှင်တွေလှူတဲ့အခါကျတော့ခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပေါ်မှာပြောကြရှိလားဘာတွေရှိလဲရှိပါဘူးနာမည်ပြမရှိပါဘူးအဲ့လိုတော့နာမည်ပြမရှိပါဘူးအခုတခါပဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုယ်စိတ်တော့သူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံးမိလုံးရအောင်လုံးလိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာအုံးထဆိုတာကျမတို့မကြဘူးအခုတခါပထမဦးသုံးမှာအဲ့လိုတင်ပထမဦးသုံးအဲ့လိုတင်လေဟိုကအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတယ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ရှင်သူစားတယ်ပြီးလှုပ်တာပဲထင်တယ်ဟုတ်လားသူ့အိမ်မှာဟိုစားစိမ်းနဲ့ဝင်နဲ့မမြောက်သူတို့မှာသူဒေါ်ရဲ့ရှိမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာ
နောက်နောက်ပြတာတော့ तू ကလုံကြုံရေးလောက်တာလုံကြုံရေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံရေးတယောက်ရဲ့လာစား2သိန်းကျော်လောက်ပဲရတယ် ဒါပါဒါ အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံ2သိန်းဆိုတော့ဘလို့မှစားမရဘူးအဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာ तू လုံးမိလို့ရလှုပ်လိုက်တာလို့ပဲထင်တယ်ကိုတွေကတော့ तू ကအဲ့လိုမျိုးခြိစားလက်စားလည်းမရှိဘူးကွာအဲ့လိုမျိုးခြိစားလက်စားလည်းမရှိဘူး အခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလှူရှင်တွေရှိတယ်အဲ့ဒီအလှူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလှူရှင်ဒါလားဆိုတော့ကျွန်တော်အကျိုးအကြောင်းအခြေအနေမသိသေးလို့လက်ရှိကြတော့လေဒီကလေးလေးကတက်တက်ဗျာဒီအဖွားကတက်တက်အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလှူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီကလေးလေးကိုလှူတင်တာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအားမပေးနဲ့မလှူတင်ဘူးလို့ထင်လား အဲ့လိုပြောမယ်ဟဲ့ဆိုကျွန်တော်မထင်ပါဘူး तू ကလည်းအရန်ဒုက္ခရောက်တော့လုံးမိလုံးရအလုပ်ကိုလုံးလိုက်တာဒါပေမဲ့ကလေးလေးအဖို့ရပါပိုတနာဖို့ကောင်းပါလေကလေးလေးကပန်းကောင်းညွညွဖြစ်သွားတာပေါ့ လှူမယ်ဆိုရင်ဒါဆောနာပြောသလိုပေါ့လှူတော့လှူတင်တယ် သူတင်တာပေါ့ ဒါဆိုဟိုလှူတင်တယ်လို့ဒါပေါ့နော်ဒီပတ်ဝန်းကျင်ကရှိတဲ့လူတွေပြောတယ်လှူတင်တယ်ဆိုရင်ဒီကလေးလာနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲ အဲ့ဒါဆိုတော့မနေ့ နှစ်ယောက်သူ့ရင်တော့နှစ်ယောက်ပဲဆိုပါ နှစ်ယောက်စလုံးလှူတင်တယ်လို့ထင်တာလှူမယ်ဆိုဒါဒီနှစ်ယောက်စလုံးမှ ရှိကြပါဦးဝင်မားနေရ စဉ်းစားနေရတယ်ကွာ အေးပေါ့နော် အဲ့လိုလက်စားတွေကြီးပဲဒါလုံးမလို့အလုံးတာရှိလို့တာတော့ဒုက္ခရောက်လို့လားသူလည်းမရလုံးမရတာ ဒါပေါ့နော်ဘာရလား ဖွားရ လေးအမေရဲ့ ကလေးလေးရဲ့ဖွားရ ကလေးလေးဖွားရည် အခုကလေးလေးကိုတကယ်လို့လှူခြင်းတဲ့အလှူရှင်တွေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုကလာလှူမယ်ဆိုရင်လှူလို့ရပါမလားရပါတယ်ဆိုတော့ဟိုတနေ့ရောက်သွားလှူရမလားဒီကိုလာပေးမှာလား ဒီမှာပဲရှိမှာ အော်ဒီမှာပဲရှိမယ် လိုက်တာရဲ့စကန်ပေါ့ ဟောပြီးရင်တော့ပြန်လာမှာပြီးရင်တော့ပြန်လာမှာအော်လှူခြင်းတယ်ဆိုလည်းဒီလိုပဲလာပြီးတော့ဟုတ်ကဲ့ဗောနော်ဟုတ်ကဲ့ပါဒါကတော့ပဝင်းကြီးကတော့ဗောနော်ဒီအကွာကဒါကျွန်တော်လည်းသိချင်မသိဘူးဒါပဝင်းကြီးကပြောမှသိမှာလေပဝင်းကြီးဆိုတာလည်းသူခေါင်းရင်းချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်တို့သွားပြီးမေးမြန်းလို့မရဘူးဗျပဝင်းကြီးမှာတော့ဒီအကွာပေါ့နော်ဟိုမကောင်းတဲ့သတင်းတော့မရှိပါဘူးဗျမကောင်းတဲ့သတင်းပို့ကျွန်တော်တို့ကဒီအလှူရှင်တွေကလှူဖို့လုပ်နေတဲ့တခုအားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ပေါ့နော်ဒီခိုးစားတဲ့အလုပ်ကိုကျွန်တော်တို့ဒီစီးပွားရေးအရာပေါ့နော်အသက်ဝန်းဝန်းကြောင်းဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တစ်မျိုးစဉ်းစားရမယ်ဒီဘေးကလူတွေတစ်မျိုးစဉ်းစားမယ်အလှူရှင်တွေလည်းစဉ်းစားရမယ်ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်တိုက်တာတွေဟိုလုံးမိတာတွေရှိတတ်တယ်ဗျတချို့ကြတော့ကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားကြမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်အခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်တက်ကြီးရွယ်ကိုတချို့မှာကဘာဖြစ်လဲဆိုတော့သူတို့မှတကယ်စားကြမရှိဘူးအဲ့လူစားလိုက်ရင်အင်အားမရှိဘူးကျွန်တော်တို့ထမ်းစားနိုင်တဲ့ရံမီပိုးစားနိုင်တဲ့အင်အားမရှိဘူးနော်သူတို့မှဟိုနော်ပတ်စံဝင်ပေါက်ကအရန်နေပါတယ်ပေါ့အဲ့တော့သူတို့ပေါ့နော်သူတို့ ਨੇ ဟိုပေါ့နော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေသူတို့ခင်ဗျာဒါလှုပ်စားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့တကယ်လို့ဒါဟိုပေါ့နော်ဒီခိုးစားတဲ့လုပ်ကိုစီးပွားရေးအနေနဲ့အတက်မွေးအကြောင်းအနေနဲ့လုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီຢာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးဒါမဲ့ဟိုအခုဟိုပေါ့နော်အခက်မသိလို့တကယ်ပေါ့နော်ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံပြီးကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်သူဟိုနောက်ထပ်ပေါ့ line ပေါ်မှာလည်းဒီအဖွားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလဲငါတို့စီမှာလည်းအရင်တော့ခိုးထားဘူးတယ်သူတို့စီမှာလည်းခိုးထားဘူးတယ်ဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျ